အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့အပစ်လေးကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ပုံမှန်ဆိုရင်ဗျာကျွန်တော်မနက်ဖြန်တင်မဲ့ဗီဒီယိုမှာရောချမလို့စဉ်းစားတယ်ဆိုပေမဲ့လည်းပဲအခုလက်ရှိကကျွန်တော်အင်ဂိမ်းမှာရော Telegram မှာရောလာပြီးတော့အမေးများနေတဲ့မေးခွန်းတစ်ခုကတော့ဟောဒီကအစ်စ်လာနေတဲ့ခါလီယာ event ကြီးကစိန်သုံးနေဆိုရင်အဲ့ဒီသုံးလိုက်တဲ့စိန်ပမာဏကိုအကုန်လုံးပြန်ရမလားဆိုတဲ့မေးခွန်းတွေပါဆိုတော့ကကျွန်တော်အနေနဲ့အဲ့ဒီ event လေးအကြောင်းကိုရှင်းပြမယ်ဗီဒီယိုကတူတာဖြစ်တဲ့အတွက် VPN တွေပါလည်းခံဖို့မလိုပါဘူး event အစ်စ်တွေနဲ့ personal အစ်စ်တွေဘာညာဆိုတာကပုံမှန်ဆိုရင်2နာရီခွဲလောက်မှလာရမှာဆိုပေမဲ့ဒီ event နဲ့ upgrade patch နောက်အစ်စ်ကတော့2နာရီခွဲမရောက်ခင်2နာရီ45မိနစ်လောက်မှာကျွန်တော်ရဲ့ official server ကြီးကိုရောက်ရှိလာတယ်အခုလက်ရှိသူတို့ပြောထားပုံရဆိုရင်ကျွန်တော်တို့အနေနဲ့ event ကိုဖွင့်တဲ့အခါစိန်416လုံးနဲ့ဖွင့်မယ်ဆိုရင်သူကစိန်416လုံးလို့ပြန်ပေးမယ်ဆိုပြီးတော့ပြောထားတယ်အဲ့ဒါလေဘလို့ပြန်ပေးမှလဲဆိုတော့ဗျာကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ diamond တွေကိုကိုယ့်ဘာသာကို login ဝင်ပြီးတော့ပြန်ယူရမယ့်ပုံစံဒီအောက်တောင်တာက unlock pass ဆိုတဲ့ဟာကြီးကိုနှိပ်လိုက်ပြီဆိုတာနဲ့မွန်တွန်းတို့အနေနဲ့ကျွန်တော်တို့ကိုဒီလိုမျိုး option နှစ်ခုရွေးချယ်ခိုင်းလိုက်မယ်ဗျာပထမ option ကတော့ diamond 416လုံးနဲ့ pass D တွေအားလုံးဖွင့်မလားဒါမှမဟုတ်ရင်လည်း BB coin နဲ့ diamond 20လောက်သုံးပြီးတော့ pass D တစ်ခုချင်းဒီကိုဖွင့်မလားဆိုပြီးတော့ကျွန်တော်တို့ကိုရွေးခိုင်းလာပါပါပထမ option ဖြစ်တဲ့ diamond 416လုံးနဲ့ pass ကိုဖွင့်လာကြတော့ကျွန်တော်အရှိမပြောခဲ့တယ်လို့ပဲအဲ့ဒီ pass မှာပါတဲ့ D 21D လုံးကိုသူ့အနေနဲ့ unlock လုပ်ပေးမှဖြစ်ပြီးအဲ့ဒီ pass မှာပါတဲ့ D 21D လုံးကိုကျွန်တော်တို့အနေနဲ့ easily login ဝင်ပြီးတော့ယူရုံပဲ D 21D တောင် login ဝင်ရမှာဆိုတော့ဘာတွေပါမလဲဆိုရင်ကျွန်တော်တို့ခုနဝင်ခဲ့တဲ့ diamond 416လုံးကိုဒီ D 21D ကိုဝင်ပြီးတော့ပြန်လည်ရယူနိုင်တယ်ပြောချင်တာကတော့ကွာ416လုံးနဲ့ကျွန်တော်တို့ကဒီအပတ်ကြီးကိုဖွင့်ပြီးသွားပြီဆိုတာနဲ့တနေ့တစ်ခါ login ဝင်နဲ့21ရက်ပြည့်သွားပြီဆိုတာနဲ့ကိုယ့်ရဲ့ချီရင်းသွဲ diamond ဖြစ်တဲ့416လုံးပြန်ရမယ်ပေါ့အဲ့လိုဝယ်တော့ဘာရလဲဆိုတော့ခါလီယာဆိုတဲ့ hero ကို BB coin ရော diamond ရောတစ်လုံးမှာသုံးစရာမလိုပဲနဲ့ free ရမယ်ပြောရရင်ကျွန်တော်ရဲ့ person နဲ့အရာပြောတာเนาะကျွန်တော်ရဲ့ person နဲ့အရာဆိုရင်ဒီ event ကတကယ်မတန်ဘူးလို့ထင်နေဘာဖြစ်လို့လဲဆိုတော့ diamond နေဈေးကြီးတာကြောင့်ဘာညာလဲမဟုတ်ဘူးဗျာ21ရက်ကြီးတောင်စောင့်ပြီးမှကို diamond ကိုပြန်ရအောင်စောင့်နေရတဲ့ဆိုင်ကိုဘာသာကို BB coin 3200နဲ့ခါလီယာကိုဝယ်လိုက်တာမှပို့ပြီးတော့မြန်မယ်လို့ထင်တာပဲပြီးတော့21ရက်ဝင်လို့ခါလီယာဆိုတဲ့ hero တစ်ကောင်ပဲရမှာဖြစ်ပြီးတော့တခြားဘာစကင်မှရမှာမဟုတ်ဘူးဗျာဒီမဲ့ we web တွေထဲမှာဆိုရင်ကြည့်လိုက်အန်ကပြားလေးတွေတို့fragment လေးတွေတို့ bla 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 အဲ့ဒါလေးတွေပဲကွာအဲ့တော့ diamond 416လုံးကြီးကိုပေးပြီးတော့ကို diamond ပြန်ရဖို့21ရက်ကြီးများတော့ပြန်ဆောင်ရမှာကြီးอ่ะနည်းနည်းအဆင်မပြေဘူးလို့ပြောလို့ရပါမယ်နောက်တစ်ခုကတော့သူပြောတဲ့အတိုင်းပဲ diamond 20ရဲ့ BB coin 3000နဲ့မှဘယ်လောက်လဲမသိဘူးအဲ့လောက်စွန်းစွန်းလေးပေးုံနဲ့ဒီ D1 ကခါလီယာရဲ့ hero ကိုရမယ်ပေါ့အဲ့ဒါကြီးကလည်းဗျာနေထိုင်ကိုယ့်အိတ်ထဲကနေပြီးတော့ diamond 20တောင်နှုတ်ယူသွားမှာဖြစ်တဲ့အတွက် BB coin ရှိတဲ့လူတွေအတွက်ကတော့နှာခေါင်းရှုံးနေရပါပဲဆိုတော့ကိုရီးယား diamond တွေဆောင်ရမ်းပေါ်နေလို့ဘာညာဆိုရင်တော့မှကွာကိုယ့်ရဲ့ diamond 416လုံးကြီးကိုအကုန်ကြခံပြီးတော့အရှိရဟာကိုလည်းမဝယ်နဲ့အနောက်က option ကိုလည်းမဝယ်ပါနဲ့ BB coin တော့မရှိဘူး diamond ကတော့ share ပေါ်တယ်ဆိုတဲ့လူတွေတက်ကကြတော့ကိုရီဘက်ကအဲ့လိုဝယ်လိုက်လို့ခါလီယာလည်းရမယ်အပြင်အရှုံးမရှိတာဖြစ်တဲ့အတွက်သူတို့အတွက်ကတော့တက်နေဒါပေမဲ့ကိုရီလို BB coin 9သိန်းကျော်လောက်ရှိတဲ့လူတွေတက်ကကြတော့ဒါကြီးကလုံးဝကိုအဆင်မပြေဘူးဗျာတိလားကိုထဲက diamond ကိုလည်းခဏစိုက်ထားရသေးတယ်ပြီးတော့ကိုရီကလည်းအဲ့ဒီ diamond ကိုပြန်ရဖို့စောင့်နေရသေးတာဖြစ်တဲ့အတွက် diamond 416လုံးကိုအဲ့နေရာမှာဖြုံးမဲ့အစားဗျာအခုလက်ရှိကျွန်တော်ပြထားတဲ့စကင်တက်လာလေးကိုဝယ်လိုက်တာမှာပို့ပြီးတော့တင်တော်အောင်ပဲဒီစကင်ကကျွန်တော်တို့အရင်တော့ကလာခဲ့တယ်ဗျာဘားရက်ရဲ့စကင်လိုပဲသူက diamond 300လောက်နဲ့ရမှာအဲ့တော့ဘယ်ဟာကိုရွေးချယ်မလဲဆိုတာတော့ brother တို့ပေါ်ပဲမူတည်ပါတယ်ပြီးတော့တခုရှိသေးတာကခါလီယာဆိုတဲ့ hero ကြီးက free လိုမျိုးပဲ diamond နဲ့ပဲဝယ်လို့ရမယ့် hero ကြီးဖြစ်သွားမှာလားဆိုတော့မဟုတ်ပါဘူးဒီမဲ့ဆိုရင်များကျွန်တော်ပြမယ်ခုလက်ရှိလာနေတဲ့ခါလီယာရဲ့ event လေးကိုတစ်ချက်ဝင်လိုက်ဗျာဝင်လိုက်ပြီဆိုရင်ဟိုမှာတွေ့ကြတဲ့အတိုင်းပဲခါလီယာရဲ့ရိုးရိုး hero နဲ့ normal skin ကိုဝယ်လို့ရတဲ့နေရာလေးရှိတယ်အဲ့ဒီမှာ hero ပုံစံလေးကိုနှိပ်ပြီးရင်မင်းတေးကြပြီလားဘာညာဆိုတဲ့ဟာကြီးကို3စက္ကန့်စောင့်လိုက်ဗျာစောင့်ပြီးပြီဆိုတာနဲ့ဗတ်ဝယ်လို့ရပါပြီပြောချင်တာတော့ဗျာဒီ event ကဘာမှထွေထွေထူးထူးရှုပ်ရှုပ်ချက်တွေလည်းမဟုတ်ပါဘူးခါလီယာကိုဒီလိုမျိုးဝယ်လိုက်ပြီဆိုတာနဲ့တွေးကြတဲ့အတိုင်းပဲ pass မှာဘာမှလည်းပေါ်တော့မှာမဟုတ်တယ်လို့ကျွန်တော်တို့အနေနဲ့ဘာမှလည်းဆက်ပြီးတော့လုပ်စရာမလိုတော့ဘူးပုံမှန်လိုပဲကျွန်တော်တို့အနေနဲ့ခါလီယာဆိုတဲ့ new hero အသစ်ကလေးကိုကင်ပြီးတော့စောကစားလို့ရပါပြီကဲဆိုတော့ကကျွန်တော်ဒီနေ့ဗီဒီယိုရတော့ဒီလောက်ပါပဲဗီဒီယိုတိုးသွားပြီးတော့ editing အခြေအနေတိတ်မကောင်းတာကတော့ကျွန်တော်အနေနဲ့ upgrade patch note တွေကိုတရားစရင်းပြုစုပြီးတော့ဖတ်နေရတာဖြစ်တဲ့အတွက်မနေ့ပြန်တော့ကြိုတင်ပြင်ဆင်နေရတာပေါ့လေဒီခါလီယာရဲ့ event လေးပေါ်နားမလဲတာရှိလို့ရှိရင်လေ comment လေးမှာရေးသွားနိုင်ပါတယ်ကျွန်တော်မှစမိုင်းမှာနောက်နေ့ကြရင်လည်းမတူညီ content တွေနဲ့လူပြန်လာခဲ့ပါမယ်အားလုံးပဲပေးကြပါစေဖက်ဖက်ပါခင်ဗျာ